Reading Book Club မှာ facilitate ထားနေတဲ့ဦးဆောင်ဖို့အတွက် LP ဘယ်လိုမျိုး preparation လုပ်ခဲ့ရဆိုတဲ့ video လိုက်ကြည့်ပေးကြပါဦးခင်ဗျာ So မနေ့ညဟာမီးမလာပေမဲ့ LP Book Club မှာ facilitator လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် LP preparation လုပ်ဖြစ်ပါတယ် Firstly အနေနဲ့ LP internet ကနေဘာတွေဖတ်ရမလဲဆိုတာကို research လုပ်နေတာဖြစ်ပါတယ် So LP ကကြတော့ research လုပ်ရင်းနဲ့ကိုကဘယ်လိုမျိုး strategy သုံးမလဲဆိုတာကို strategy ဆွေးနေတာဖြစ်ပါတယ်ပြီးတော့ LP game တွေလည်းစဉ်းစားပြီးတော့မေးခွန်းတွေ participant တွေကိုမေးရမယ်မေးခွန်းတွေကို LP ရေးနေတာဖြစ်ပါတယ်ဒါတွေအားလုံးလုပ်ပြီးတော့ LP ပြီးသွားပါပြီ The next day LP ရွေးချယ်လိုက်တဲ့ topic ကကြတော့ body shaming topic ဖြစ်ပါတယ်ပြီးတော့ဒါ LP plan လုပ်ထားတဲ့ game တွေကိုစောနေတာဖြစ်ပါတယ်ဒီ game တစ်ခုဆော့ပြီးတော့ LP တို့ imposter game ကိုပြန်ဆော့ပါတယ် book club ဆိုပေမဲ့စာရေးပဲဖတ်တာတော့မဟုတ်ပါဘူး game တွေ activity တွေလည်းရှိပါတယ်ပြီးတော့ LP တို့တွေ mirror အနေနဲ့စံပြုတ်ကိုတောင်းလိုက်ပါတယ် okay ခုကကြတော့ LP တို့တွေစာဖတ်နေပါပြီစံပြုတ်တောင်းရင်စာဖတ်ရင်လည်းအလုံးအားစာဖတ်နေကြပါတယ်စာဖတ်ပြီးတော့ participant တွေပြန်သွားတော့ LP တို့ member တွေတခါပြန်ဆုံးပါတယ် so အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ